လူတချို့ကလေကိုယ်နာကျင်အောင်လုပ်ပြီးသွားရင်ဘာမှမဖြစ်တလို့မျိုးအဲ့လိုအေးအေးဆေးဆေးနေနိုင်တာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးကိုပြချင်ပါရဲ့ရှင်လူတွေမှာကတယောက်ယောက်ကိုကစိတ်ညစ်အောင်လုပ်ထားတယ်ခံစားရအောင်လုပ်ထားတယ်ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာအဲ့လူအတွက်အဲ့လူအတွက်ဝမ်းနည်းတယ်စိတ်မကောင်းဖြစ်တယ်အဲ့လူအတွက်ကိုချင်းစာပေးတယ်အဲ့လိုစာနာတတ်တဲ့စိတ်ကို quotient လို့ခေါ်ပါတယ်အဲ့တော့ဒီ psychologist တွေကသူတို့ကဒီတချို့လူတွေမှာအဲ့ဒီ quotient ဆိုတဲ့ empathy ဖြစ်တဲ့စိတ်တို့အဲ့လိုတရားရောက်ကိုဒီကျင်နာတတ်တဲ့စိတ်လူချင်းစာနာတတ်တဲ့စိတ်မျိုးတွေကိုခံစားနိုင်စွမ်းအားနည်းနေတတ်တယ်လို့ပြောပါတယ်ဒီ psychology မှာအဲ့လိုလူတွေကို sociopath လို့လည်းခေါ်ပါတယ်အဲ့တော့ sociopath တွေကများသောအားဖြင့်အပြင်ပန်းကကြည့်ရင်သဘောကောင်းတယ်အဲ့လို charming လည်းဖြစ်တယ်သူကယုံကြည်ရတဲ့ပုံလည်းပေါက်တယ်ဘာလို့လဲဆိုတော့ तू ကလူတွေကိုသူ့ကိုယုံကြည်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတယ်ပြီးတော့ကိုတင်ထားတဲ့ပုံစံနဲ့လည်းကိုနားမှာရှိနေတတ်တာမဟုတ်ဘူး။ Okay တို့သိထားတဲ့ဒီ sociopath ဆိုတာကြတော့အဲ့လိုလူတက်တာတွေစိတ်တစားလောက်တာတွေတို့နည်းနည်း psycho ဆန်တဲ့အရာတွေလုပ်တဲ့လူတွေလို့ထင်တတ်တယ်။ဒါပေမဲ့ psychologist တွေကဒီအောင်တစ်ခုကိုသူတို့ဝင်စစ်လိုက်တဲ့အချိန်မှာအဲ့ဒီထောင်မှာလူ10ယောက်ရှိရင်2ယောက်လောက်ကပဲအဲ့ sociopath ဖြစ်နေတတ်တယ်ပေါ့ဒီပတ်ဝန်းကျင်မှာက sociopath တွေကဆရာဝန်အနေနဲ့ပြကျောင်းသူကျောင်းသားအနေနဲ့ပဲဖြစ်အဖိုးဖွားအနေနဲ့ပဲဖြစ်အဲ့လိုပုံစံမျိုးစုံနဲ့သူတို့က sociopath တွေဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ဒီ sociopath ဟုတ်မဟုတ်ဘယ်လိုခွဲခြားသိမလဲဆိုတော့သူတို့မှာကခဏလောက်တတ်တဲ့သူတို့ရဲ့ပတ်တံတွေရှိပါတယ်။အဲ့ဒါဘာတွေလဲဆိုတော့သူတို့က manipulative ဖြစ်တယ်အဲ့လိုလူတစ်ယောက်ကိုသူတို့ကလှည့်စားပြီးတော့သူတို့လိုချင်တာကိုရအောင်ပြောတတ်တယ်ယူတတ်တယ်ပြီးရင်သူတို့ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပြီးအတိတ်ပဲမရှိတဲ့ဒီ risky ဖြစ်တဲ့အရာတွေကိုလုပ်တယ်ဥပမာမုန်တိုင်းဖြစ်နေပါရဲ့ဆိုမှမုန်တိုင်းကြားတဲ့ရေသွားကူးမယ်လို့ဘာလို့အဲ့လိုမျိုးတွေလုပ်တယ်ပြီးရင်သူတို့ဘာကိုခံစားမပေးဘူးနားလည်းမပေးဘူးကိုချင်းစာမပေးဘူးဒါပေမဲ့အဲ့ဒီချက်တွေကတစ်ခုနှစ်ခုရှိနေုံနဲ့တော့ sociopath လို့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချက်တွေကိုထပ်ခါလုပ်နေတာအဲ့လိုသုံးနေတတ်တယ်ဆိုရင်တော့သူ့ကိုတတိထားဖို့တော့လိုပါတယ်